ကဲ PRB အော်တိုလေး ပုံမှန်ပဲရှိသေးတယ် ချမ်းမြင်လေးပေါ့ဟုတ်ပြီနော်အဲ့တော့ PRB အော်တိုလေးဒီမှာဆက်တက်လောက်တာလေးဘူတုတာပေါ့နော် PRB မှာဆိုလို့ရှိရင်ဒီမှာကြည့်ဒီမှာလက်ရှိ compressor ဒါဆန်ဆောင်ဒါကိုဝန်ဖရီလို့ဆန်ဆောင်ပေါ့ S2 1 free တဲ့နော်အဲ့တော့ဒီမှာ compressor ဒီကောင်နှလုံးရိုးဟာနဲ့မတူဘူးဒီကောင်ကမှ inverter compressor နှလုံးသုံးထားတယ်နှလုံးဒီကောင်တော့ကြာတော့ဒီမှာကြည့်ဒီက DVN ရန်မျိုးစားတွေမှာတော့ standard နဲ့မှာ inverter နဲ့နှလုံးရိုးတစ်လုံးနဲ့ inverter တစ်လုံးနဲ့ဟုတ်ပြီနော် inverter နှလုံးဆို capacity control လုပ်ရတာပိုကောင်းတော့ပေါ့ဟုတ်ပြီဒီမှာကြည့်ဒီမှာကြည့်မယ်ဆိုရင်ဒီမှာလိုက်ကြည့်လိုက်မှာ compressor ဒါဒီမှာ session byte session byte ဟုတ်ပြီနော် okay ဟုတ်ပါရောက်ဟုတ်ပါပိုက်ရရှော့ဟုတ်ပြီနော်ဟော session byte ကဟိုမှာထဲထဲမှာ sorry ချက်ပိုက်ဟုတ်ပြီနော်ဒီမှာ session byte ကဒီမှာပိုက်က site က2နေ session byte ကဒီနားမှာကဟုတ်ပြီနော် session byte မှာ accumulator ကြီးဘူးကြီးမဲမဲနော် accumulator လူရထွက်ပြီးမှ compressor ထဲသွားမှာဗျာ compressor ထဲသွားတဲ့အခါမှာမြင်ရတော့ဟုတ်ပြီနော်တစ်ချက်ပိုက်ကနှလုံးပေါင်းပြီးတော့မှတစ်ချက်ပိုက်အကြီးဖြစ်သွားတော့ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဒီမှာကြည့်မယ်ဒါတွေ pressure sensor တွေဒါ session byte pressure sensor တွေဟုတ်ပြီနော် pressure sensor တွေဒီမှာကြည့်နော်ဟုတ်ပြီအဲဒီကောင်တော့မှတစ်ချက်ပိုက်ရဲ့ pressure sensor ဟုတ်ပြီနော်အခု pressure sensor ဆိုမှကျိုးက3ကျိုးဟုတ်တယ်နော် sensor pressure sensor လို့ကြာနေအနေဟုတ်ပြီနော် high side ရ low side ရဟုတ်ပြီနော်ဒီမှာဒီကောင်ရဲ့ sensor ကျိုးတွေ3ကျိုး sensor ဆို3ကျိုးပါအဲဒီ3ကျိုးနော်အဲအနီရောင်နဲ့အပြောင်နဲ့ကြည့်လိုက်တယ်ဒီအပြောင်ဆို low အနီရောင်ဆိုရင်ဟုတ်ပြီနော် medium pressure တော့မထည့်ထား socket တော့ပါ inverter compressor ပိုင်း inverter box ပါတယ်မှာဘုတ် inverter box ဆို compressor တက်ရဲသွားတယ်ကိုကျန်တာကြည့်ရမလို့ inverter တက်ရဲသွားတဲ့ဘုတ် inverter box ပိုင်းနောက်မှာ heat sink ပါတယ် heat sink ရှိတဲ့နေရာ inverter box ပဲမှတ်ထားမနော်မှာ inverter box နှစ်ဘုတ်မလို့ဒီမှာကြည့် heat sink နှစ်ပြားထည့်ထား heat sink မှာအေးခံတာပေါ့ဒီကောင်ဟုတ်ပြီနော်ဒီစောစော inverter box က DC/AC ပြောင်းရတာ heat dissipation များဟုတ်ပြီနော် transistor တွေအဲ့ဒါဒီမှာကြည့် cooling အတွက်ဟုတ်ပြီနော် cooling အတွက်ဒီမှာလာပြရလာအောင်ဆိုမှဟေးချင်းချာနေလားဒီဘက်ကနော်ဟေးချင်းချာနေလားနော်ဒီဘက်နော်အဲ့မှာကြည့်မှာ circular အတွက်ကိုမှကြည့် expansion ပါ circuit ဟေးချင်း expansion ပါမှာ liquid line ကိုဖောက်နော် liquid line ဖောက်ပြီးတော့မှ expansion ပါဖောက် expansion နဲ့ပြန်ထွက်ပြီးထွက်တဲ့ဘက်ကဘိုက်သေးလေး section ဘိုက်တွေကိုပေါင်းတော့ဟုတ်ပြီနော် section ဘိုက်တွေကိုပေါင်းတော့ရှိတယ်ဟုတ်ပြီနော်ကြည့်ဒီမှာဘိုက်လေးပေါင်းတော့ဟုတ်ပြီနော်အဲ့ဒီမှာဒါကတော့ဝင်လာဖန်အောက်ကဒါတော့ distributor တွေနော် distributor တွေဒီမှာကြည့်ထွက်လာပြီဟုတ်ပြီနော်မကြည့် line liquid line ကိုပြန်ထွက်တယ်ကောင်အဲ့တော့ဒီကောင် liquid line temperature ထက်ဒီကောင် heat sink ပိုများတော့ဒီကောင်နဲ့အေးခံလို့ရတယ်ဟုတ်ပြီနော် liquid line ထွက်တယ်ဆိုလို့ကျွန်တော်ဗျာဟို temperature 50 degree celsius မကျော်ဘူးဆိုဟုတ်နော်ဒီကောင်50 degree celsius အထက်မှာမြင့်တယ်ဒီထွက်လာတဲ့ဒီ circuit ရဲ့အပူချိန်အားကြောင့်ဒီကောင် liquid line နဲ့ပြန်ပြီးအေးခံတာပေါ့နော်အဲ့ရနေပြန်ထွက်လာပြီးကြတယ်ဒီမှာ liquid line နဲ့ပြန်ထွက်လာပြီးကြတယ်ဒီမှာကြည့်ဒီ indoor ထဲကိုသွားတာပေါ့ဟုတ်ပြီနော်ဟုတ်ပြီနော် indoor ထဲရောက်မှာ EV တလုံးချင်းဒီပါတော့ indoor ထဲမှာဟုတ်ပြီနော်ဒီမှာဒီမှာကြည့်လိုက်မယ်ထဲတော့မြင်ရတော့ပြတော့နော်ဒါကတော့ main PC စာမသိလည်းဖတ်လို့ရတယ်ဒီမှာပါတယ်သူရေးထားမှာ main PC ဆို main PC လို့ရေးထားလိုက်မယ်ဟုတ်ပြီနော်မရှိလည်းဒီမှာ sensor တွေဝင်တဲ့ကြိုးတွေမှန်သမျှ EV တွေကြိုးတွေဝင်တဲ့မှန်သမျှအဲ့ဒါ main PC ဘုတ်ဟုတ်ပြီနော် fan motor နော်အဲ့တော့ PC ဘုတ်တစ်ခုချင်းစီဆိုကြည့်ဒီ PC ဘုတ်တစ်ခုချင်းစီဆိုလို့ရှိရင်လည်းဒီမှာကြည့်တစ်ခုနဲ့တစ်ခုအလုပ်လုပ်တယ်သိအောင်ဟုတ်နော်မကြည့်လားဟုတ်ပြီနော် audio supply communication လုပ်ပြီးတဲ့ကောင်လေးရှိတယ်ဟုတ်ပြီနော်တစ်ခုနဲ့တစ်ခုဒုတ်တစ်ခုနဲ့တစ်ခုသိအောင်ဟုတ်ပြီနော်ဒီဘုတ်နဲ့လည်းနောက်ဘုတ်နဲ့အမှဖန်ဘုတ်ဖန်ဆိုရင်ဖန်အတွက်ဒါလည်းဖန်နဲ့ inverter ဖန်နဲ့ဖြစ်တယ်တော့ဖန်ဘုတ်ကဒီမှာနောက်ပါတီးတီးလေးမမြင်ရတော့ဟုတ်ပြီနော်ကိုယ်ဒီမှာကိုယ်နေတော့ဟုတ်ပြီနော်အဲ့နောက်ဒါကြတော့ filter ဘုတ်တွေနှစ်ခုဟုတ်ပြီနော်အဲ့ဒါ inverter အတွက် filter ဘုတ်တွေဖန်ဘုတ်ကြတော့သူ filter နဲ့ inverter ဘုတ်နဲ့တွဲထားတာဒီကောင်အများစုဟုတ်ပြီနော်ဒါတော့ main power အဝင်ဟုတ်ပြီနော် okay အဲဒီမှာကြည့်လိုက်ဟုတ်ပြီနော်မှာလည်း communication အတွက် termination တွေဒီကောင်လေးတော့ပေါင်းဆိုရင်ဟောပေါ့ CRC အဲ့တော့ကျွန်တော်တို့ intro ချင်းချိတ်တာ auto ချင်းချိတ်တာပြီးလို့ရှိရင် controller ကိုသွားတာပေါ့နော် control
နော် controller ကိုသွားတာအဲ့တော့ centralized control ဆိုတာအကုန်လုံး auto တစ်ခုလုံးကနေထွက်သွားတယ် indoor တွေမှန်သမျှ control လုပ်လို့ရတယ်ပေါ့နော် auto လည်းလုပ်လို့ရတယ် indoor လည်းလုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ indoor ချင်းလည်း communication ဒါ communication တော့သုံးတယ်ဆိုနေတချို့နေရာတွေမှာဘာတွေပါလဲဆိုရင်တက်တခြား auxiliary function တွေအတွက်သုံးလို့ရတယ် emergency alarm တွေအတွက်ဒီမှာတော့မပါဘူးပေါ့နော်ဒီမှာတော့ဟုတ်ဒါတော့ EPRO memory က ဒါ setting လုပ်ရင်ဒါလေးနဲ့လုပ်ရတယ်ဘယ်လိုလုပ်ရလဲဆိုတော့ဒီကောင်တော့ Samsung ကတော့ Samsung ရဲ့ဒီမှာဘေးမှာပုတ်ပါတယ်ရောက်ပါတယ် ရောက်ဘူး ကြည့်လို့ရ တီနဲ့သူတီနဲ့တော့ ဟောတော့ S1 S2 နဲ့တော့ဒီကောင် ဒီကောင် T1 T2 နော်ကြည့်လို့ရတယ်ဟုတ်ပြီနော်ဒီမှာသူနှိပ်ရမယ့်ဟာလေး K ပြောတာ K1 K2 K1 K2 ပါ D1 D2 မဟုတ် K1 ဆိုပါ T1 ဟုတ်ပြီ K2 ဆို ကြည့်လိုက်ပါ K1 K2 လို့ထားတယ်ဟုတ်နော်တော့ဘယ်နှချက်နှိပ်ဘာပေါ့ဗျာဒါဒီလေးဖတ်လိုက်အများကြီးပေါ့ဟုတ်ပြီနော်ဒါတော့ error code တွေနော်အမှန်တကယ် BRB ပြင်တာကတချို့ကဟိုဖြစ်တဲ့ထင်နေခက်တယ်နဲ့ BRB ကအမှန်တကယ်တေချာလေးလာပြီးလေးလိုက်ရင်အခြေခံအဲကွန်ပိုင်မှာ9000လွယ်သေးဟုတ်ပြီနော်အဲမှာသူပုတ်တွေပြောကွန်ပရက်ဆာဆိုမှကြည့်ကွန်ပရက်ဆာနှစ်ခုပါတဲ့အတွက်တစ်ခုချင်းဒီမှာ inverter board ဟုတ်ပြီနော်ဒါလေးနဲ့ကြည့်ပါ inverter board တွေဟုတ်ပြီနော်ပြီးရှင်ဖန်ဆိုလဲဖန်ပေါ့ဖန်နှလုံးအတွက်ဖန်နှလုံးဆိုတော့ဖန်ဘုတ်ကတစ်ခုပဲပါတယ်ဟုတ်ပြီနော်ဖန်ကကြတော့ဒီမှာအနောက်မှာဟိုမှာဟိုထဲမှာရောက်တယ်နော်ဖန်ဘုတ်တဲ့ဖန်နှလုံးစားတော့တစ်ပုတ်စားပါတယ်ဟုတ်ပြီနော်ဒါကွန်ပရက်ဆာတစ်လုံးစီတော့ inverter တစ်ပုတ်စီဟုတ်ပြီနော်ဒါက filter နဲ့ filter ဘုတ်တွေတော့ကွန်ပရက်ဆာတစ်လုံးစီတော့ filter ဘုတ်တစ်ခုစီပါတယ်ဟုတ်ပြီနော်ဒါကျန်တာတော့မဆန်တာတွေဒါတော့ main PCB ကဒါယူသွားနော်ညနေထွက်တဲ့ကောင်တွေကဘာတွေပါတယ်ဆိုတော့ EV တွေပါမယ်ဟုတ်ပြီနော် station တွေမှာကြည့်စင်ဆာတွေပါမယ်နော်စင်ဆာ pro ကြိုးတွေဘယ်လောက်ရှိတယ်နော်ဒါ power input အတွက်ဒါ termination နော်ဒါလေးတွေဒါ BRB အောက်လို့ဟုတ်နော်